အကယ်၍တင်ဟာမတော်တဆတစ်ခုခုကြောင့်သွားလေးပဲ့သွားခဲ့မယ်ဆိုရင်ပထမဆုံးအနေနဲ့သွားဆရာဝန်ကသွားရက်ပဲ့နေတဲ့ဘေးပတ်လဲကိုအနှဲငယ်ညီညာသွားအောင်အရင်ဆုံးပြုပြင်ပေးပါလိမ့်မယ်ပြီးရင်တော့တင့်ရဲ့မူလသွားအယောင်နဲ့အကိုက်ညီဆုံးဖြစ်မဲ့သွားဖာတဲ့စေးသားလေးတွေကိုတုံပြီးပဲ့နေတဲ့နေရာလေးမှာပုံဖော်ပေးမှာပါအဲ့ဒီစေးသားလေးကိုမူလသွားပုံစံအတိုင်းအနည်းဆက်ဆုံးတူသွားအောင်တေချာလေးပုံဖော်ပြီးတဲ့နောက်မှာတော့ထူးခြားတဲ့ခရမ်းလုံရောင်ကြီး uplight လေးနဲ့အပူပေးလိုက်တဲ့အခါမှာတော့အဲ့ဒီစေးသားလေးဟာတင့်ရဲ့တဘာဝသွားတွေလိုပဲမာကြောခိုင်ခံသွားမှာဖြစ်ပါတယ်နောက်ဆုံးအဆင့်အနေနဲ့ကတော့သွားဆရာဝန်ကပြန်ဖာထားတဲ့သွားလေးကိုတခြားသွားတွေနဲ့တသားလေးဖြစ်သွားအောင်အချောကင်ပုတ်တိုက်ပေးလိုက်တာနဲ့တင့်ရဲ့သွားလေးဟာအရင်အတိုင်းပြန်လည်လှပသွားပြီပဲဖြစ်ပါတယ်ခင်ဗျာလူငယ်လေးတွေကြားမှာခစ်စားနေတဲ့ derma roller လေးကိုတင်ရောသုံးမှုပါသလားဒီ roller လေးကိုတင့်မျက်နှာပေါ်မှာလှိမ့်လိုက်တဲ့အခါ roller မှာပါတဲ့အလွန်သေးငယ်တဲ့အချောင်းလေးတွေဟာတင့်မျက်နှာရဲ့အပေါ်ရန်အလွှာထဲကိုထိုးဖောက်ဝင်ရောက်သွားပြီးသေးငယ်တဲ့အပေါက်လေးတွေအများကြီးဖြစ်ပေါ်စေပါတယ်တကယ်တော့ဒါဟာတင့်ခန္ဓာကိုယ်ကိုလှည့်စားလိုက်တာပါပဲတင့်အုံနောက်ကအဲ့ဒီသေးငယ်တဲ့အပေါက်လေးတွေကိုဒဏ်ရာတွေလို့ယူဆလိုက်ပြီးခန္ဓာကိုယ်ရဲ့တဘာဝအနာချက်စနစ်ကိုစတင်စေပါတယ်အဲ့ဒီနောက်မှာတော့ခန္ဓာကိုယ်ကနေ collagen collagen နဲ့ elastin စတင် elastin တွေကိုထုတ်လုပ်ပေးမဲ့ဆဲတွေကိုဆေးလုပ်ပေးလိုက်ပါတယ်ဒီဓာတ်တွေဟာတင့်သားရည်ကိုပုံမတင်းရင်းစေပြီးကျုံနိုင်ဆန့်နိုင်စွမ်းအားကောင်းစေဖို့အဓိကကူညီပေးတာပါအချိန်ကြာလာတာနဲ့အမျှဒီဆဲလေးတွေကတင့်သားရည်ကိုပုံမခိုင်ခန့်စေပြီးငယ်ရွယ်နှုတ်ပြိုတဲ့အသွင်ပြင်ကိုရရှိစေမှာပဲဖြစ်ပါတယ်ခင်ဗျာ